အခုတော့ကိုယ့်ရဲ့မျက်နှာပြင်မှာမေ့ရဲ့ရင်ချမှုတွေလာထင်ဟပ်နေပြီဒီရေးချောင်းတွေဟာသမီးကိုပြုစုပြိုးထောင်ခဲ့တဲ့ဂုဏ်တန်စိတ်တွေပဲအမေပေးခဲ့တဲ့အလှပါတွေကဘဝထဲမှာအပွင့်ခတ်တွေဖြစ်တဲ့ရာကိုခုမှသိတတ်ခဲ့တယ်တာငယ်လေးတွေရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့အခါအဖေရဲ့တည်ကြည်တဲ့စိတ်တမ်းတွေကိုပြန်မြင်ရတယ်အဖေမြောင်မြောင်ပေးခဲ့တဲ့စာရိတ်ဟာမျိုးဆက်သစ်တွေစီးဆင်းနေစေပါမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာဒီဘဝဟာဖေနဲ့အမေရှိခဲ့တဲ့မြစ်တာပြတဲ့ဘုံရဲ့စပါဆလုံးမကုန်နိုင်တဲ့ကျေးဇူးတွေဟာနှလုံးသားမှာမြဲတည်ရှိနေမှာမုန်တိုင်းတွေတိုက်ခတ်ချိန်မှာမရိမ့်မှရရက်တီပေးခဲ့မိပြတာသမီးတို့လမ်းမပြောက်အောင်အလင်းပြခဲ့တယ်ပစ္စည်းအောင်စားထတဲ့ဘိုးရှိတဲ့အမှန်တရားတွေကိုလက်ဆင့်ကမ်းခဲ့လို့ဒီနေ့သမီးတို့ဟာခိုင်မာတဲ့ခြေလမ်းတွေနဲ့ရှောင်းလန်းနိုင်ခဲ့တာမြေအောက်မှာတိတ်ဆိတ်စွာနေထိုင်တဲ့မြစ်တွေရှိခဲ့လို့သာဘင်္ဂလီတွေကတော့လောကလည်းမလှပစွာပွင့်ခွင့်ရခဲ့တာဒီဘဝဟာဖေနဲ့မေရှိခဲ့တဲ့မြစ်တာပြတဲ့ဘုံရဲ့စပါဆလုံးမကုန်နိုင်တဲ့ကျေးဇူးတွေဟာနှလုံးသားမှာမြဲတည်ရှိနေမှာဂုံယူစရာအဖေရဲ့တမတီကသားငယ်တွေရဲ့ရှိဆောင်လမ်းပြဒီမတာကွင်းဆက်ဟာဘယ်တော့မှပြတ်တောက်သွားမှာမဟုတ်ဘူးချစ်ချင်းမြတ်တာရဲ့စိတ်ပိန်တစ်ခုပါပဲ